မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့စက်ရုံဘေးအန္တရာယ်ကင်းရှင်းရေးအဓိက6ချက်ကိုကျွန်တော်တင်ပြဆွေးနွေးခြင်းပါတယ်ကျွန်တော်တို့စက်ရုံအလုပ်ရုံတွေမှာဘေးအန္တရာယ်ကင်းရှင်းရေးကအလွန်ပဲအရေးကြီးပါတယ်စက်ယန္တရားတွေကုန်ပစ္စည်းတွေလုပ်သားတွေနဲ့ရောထွေးပြီးတော့လုပ်ကိုင်ရတဲ့လုပ်ငန်းခွင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စက်ရုံတွေမှာ industrial safety ကအဓိကရှေ့တန်းမျက်နှာစာမှာရှိပါတယ်ဒါကြောင့်မလို့စက်ရုံတွေမှာ safety first ဆိုတဲ့ဆိုင်းဘုတ်ကိုတက်ထားတာပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့စက်ရုံအလုပ်ရုံတွေမှာလုပ်သားတွေရဲ့ဘေးနဲ့ကင်းရှင်းရေးဟလာထိခိုက်နိုင်တဲ့နေရာတွေကအများကြီးရှိတယ်အဓိကအပြင်နုနယ်ပြီးတော့ကျွန်တော်တို့ထိခိုက်လို့ရှိရင်ပျက်စီးသွားနိုင်တဲ့မျက်စိနော်ကျွန်တော်တို့ရဲ့ဒီအင်္ဂါအစိတ်ပိုင်းတွေဒီအင်္ဂါအစိတ်ပိုင်းတွေနဲ့ဆက်ရန်တရားတန်တယ်နဲ့လောက်ထားတဲ့ဆက်ရန်တရားတွေနဲ့ထိခိုက်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကပျက်စီးသွားမယ်အဲ့တော့ထိခိုက်လိုက်တာနဲ့အများဆက်ယုံရဲ့ကျွန်တော်ဂုဏ်သိက္ခာကျဆင်းတာလှုပ်သားရဲ့နှစ်နာချက်တွေရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေရာမှာတင်ပြဆွေးနွေးနေတာလေးတွေရှိပါတယ်အဲ့တော့ဒီအချက်ကလေးတွေကိုတစ်ချက်လောက်ကြည့်ပေးကြပါဗျာကျွန်တော်တို့ပထမဦးဆုံးဒီမြင်ရတဲ့စက်ယုံ safety အဓိက6အချက်6ချက်ရှိပါတယ်ပထမဆုံးအချက်ကတော့ကျွန်တော်တို့ဒီ wear PPE correctly နော်ကျွန်တော်တို့ PPE ကိုအဓိကတေးသေးချာချာတတ်တတ်ရရဝတ်ဖို့လိုပါတယ်ကုမ္ပဏီတွေကထုတ်ပေးထားတဲ့ PPE တွေ safety helmet ဆိုလဲအခုဆိုရင်2000 3000ဒီလိုရှိနေပါပြီ safety shoes တွေက3,200 3,800ဒီလိုရှိပါတယ်အဲ့တော့ကုမ္ပဏီကြီးတွေကမိမိရဲ့လုပ်သားတွေကိုဘေးအန္တရာယ်ကင်းရှင်းဖို့အတွက်ဥပဒေနဲ့ညီညွတ်စေဖို့အတွက်စေတနာထားပြီးတော့ဝယ်ပေးနေတာတွေရှိပါတယ်ဒီအချိန်မှာကျွန်တော်တို့လုပ်သားတွေကတန်ဖိုးထားပြီးတော့မိမိရဲ့ခန္ဓာကိုယ်မိမိရဲ့ကိုယ်ခန္ဓာအစိတ်ပိုင်းတွေထိခိုက်နိုင်ဖို့ဟာကိုကာကွယ်ဖို့ရာ safety shoes တွေ safety gloves တွေ goggle တွေကိုတည်တည်ချာဝတ်ဆင်ဖို့လိုပါတယ်ဒီနေရာမှာ helmet ဆိုတာအကာအကွယ်ပစ္စည်းများကိုစနစ်တကျဝတ်ဆင်ပါ wear PPE correctly helmet ဆိုတာက safety ရဲ့အိုးထုတ်ပါကျွန်တော်တို့ safety boot ဆိုတာကျွန်တော်တို့ခြေချောင်းလေးတွေကိုကာကွယ်ထားတဲ့တန်ကောင်းပါတဲ့ safety boot ဖြစ်ပါတယ် mask ဆိုတာကတော့ဒီဖုံတွေအမှုန်တွေကာကွယ်တဲ့ဖို့အတွက်ကိုတပ်ဆင်ရတဲ့ face mask ပဲဖြစ်ပါတယ် glove ဆိုတာကကျွန်တော်တို့ကင်တွယ်တဲ့အမျိုးအစားပေါ်မှာမူတည်ပြီးတော့လက်အိတ်တွေကလည်းအပြောင်းလဲတွေရှိနိုင်ပါတယ်အပူကိုကင်ပါလဲထက်ရှားတဲ့ကိရိယာတစားပလာတွေကိုကင်ပါလားတာမန်ပစ္စည်းတွေကို grip ကောင်းကောင်းနဲ့မနိုင်ဘူးလားဆိုတော့ safety ကျွန်တော်တို့ glove တွေလည်းရှိပါတယ်ဒီလို glove တွေကိုကုမ္ပဏီကချပေးတဲ့အခါမှာကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကတည်တည်ချာချာဝတ်ဖို့လိုပါတယ်ဗျနောက်တစ်ခုကတော့နံပါတ်2 operate machine safely စက်ကိရိယာတွေကို view တစ်စိုက်မောင်းနေမှာစက်တွေကိုအာရုံစိုက်ပြီးမောင်းနေဖို့လိုပါတယ်စက်ကကျွန်တော်တို့စိတ်နဲ့တစ်ထပ်တည်းကြားဖို့လိုပါတယ်ကားမောင်းနေရင်လည်းပဲဟလာကျွန်တော်တို့ driver နဲ့ကားနဲ့တစ်ထပ်တည်းကြားဖို့လိုပါတယ်ကားမောင်းနေရင်ဖုန်းပြောတာမရသလိုပဲကျွန်တော်တို့ရဲ့စက်မောင်းနေနဲ့လည်းဖုန်းပြောလို့မရပါဘူးဒါကနောက်ဆုံးအဆင့်မှာပါမှာဖြစ်ပါတယ်အဲ့တော့လူကြီးမင်းတို့စက်မောင်းတဲ့အခါမှာစက်ကိရိယာများကို view design မောင်းနေဖို့အကြံပြုလိုပါတယ်နံပါတ်3ကတော့ keep flow clean စက်ရုံလုပ်ငန်းခွင်တွေမှာကြမ်းကင်းကညစ်ပတ်ပြီးတော့ဝါယာကြိုးတွေနဲ့ရှုပ်ထွေးနေတာမလိုလားတဲ့ပစ္စည်းတွေနဲ့ရှုပ်ထွေးနေတာဒီလိုဖြစ်လို့မရပါဘူးစက်စီတွေနဲ့ကျွန်တော်ချောနေတာဆက်ကကြလာတဲ့ရေဖြစ်ဖြစ်စီဖြစ်ဖြစ်ချောစီဖြစ်ဖြစ်dripping ဖြစ်နေတာပေါ့ drop ဖြစ်နေတာဒီစီတွေနဲ့ကြမ်းကင်းပေါ်မှာချောပြီးတော့ဒီ operator ကိုချော်လဲနိုင်ပါတယ်ချော်လဲတဲ့နောက်ဆက်တွဲကနေပြီးတော့စက်ထဲကိုဝင်သွားတာခါနာသွားတာလက်ထောက်ပြီးတော့လက်ကျိုးသွားတာဒါမျိုးဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့လုပ်ငန်းခွင်ကျမ်းပြင်ကိုအရှင်းသက်ရစွာထားပါနံပါတ်4 no emergency exits စက်ရုံအလုပ်ရုံတွေလုပ်ငန်းခွင်တွေအားလုံးမှာ emergency exit sign ကိုတက်ထားရပါတယ်အရေးပေါ်ထွက်ပေါက်လို့ခေါ်ပါတယ်ဒီအရေးပေါ်ထွက်ပေါက်ကိုကျွန်တော်တို့ indicator လာ battery ပါတဲ့ lighting လေးပါတဲ့ဆိုင်းဘုတ်လေးတွေတက်ထားဖို့လိုပါတယ်မီးပြတ်သွားသည့်တိုင်အောင်ကျွန်တော်မြင်ရအောင်လုပ်ထားမှာဖြစ်ပါတယ်ဒီ safety ဆိုင်းဘုတ်တွေကိုတက်ထားရုံနဲ့မပြီးပါဘူးဘယ်အပေါက်ဒီအရေးပေါ်ထွက်ပေါက်ဘယ်အပေါက်ဒီထွက်လို့မရဘူးတခါတခါအပေါက်ဆိုပြီးတော့ထွက်လိုက်ပြင်မယ်ဟိုဘက်မှာ compressor ရှိနေတာဟိုဘက်မှာစက်ယန္တရားတစ်ခုရှိနေတာအဲ့တော့အပိတ်နေတဲ့အပိုင်းကိုရောက်သွားတတ်ပါတယ်ဒါကြောင့်မလို့ဒီစက်ရုံအလုပ်ရုံမှာ emergency exit ဒီလုံးဝ free area
ကျွန်တော်တို့ရဲ့ဒီစုရက် area ကိုရောက်မဲ့သွားမဲ့လမ်းကြောင်းမှာ emergency exit တွေကိုသတ်မှတ်ထားဖို့လိုပါတယ်အပေါက်မြင်တိုင်းထွက်လို့မရပါဘူးအဲ့ဒါကတော့အရေးပေါ်ထွက်ပေါက်များကိုသိရှိနားလည်ထားဖို့လိုပါတယ် Number 5 report all incident လူကြီးမင်းတို့အားလုံးကထိခိုက်မှုတစ်စုံတရာပြဿနာတစ်စုံတရာရှိပြီဆိုလို့ရှိရင်တော့ချက်ချင်းသတင်းပို့ဖို့လိုပါတယ်ဒီတိုင်းထားလို့မရပါဘူးကျွန်တော်တို့ရဲ့စက်ရုံအလုပ်ရုံဥပဒေမှာလည်းပဲထိခိုက်ဒဏ်ရာရတဲ့ပြဿနာတွေအားလုံးကိုကျွန်တော် labor ကျွန်တော် safety ဌာနကိုသတင်းပို့ဖို့လိုပါတယ်ဒါပြင်းပြင်းထန်ထန်ထိခိုက်မတော်တဆဒီကျွန်တော်ဓာတ်လေးတည်ချတာတော့ပို့ဖို့မလိုဘူးပေါ့ဗျာเนาะအဲ့တော့ဒီထိခိုက်မှုဒီရှိနိုင်တာတွေကိုရှေ့လာမှာတွေကောဟလာခေါင်းပေါ်ကိုကျလာနိုင်တဲ့ပစ္စည်းတွေအမြင်မတော်တာတွေခြေကျွံကျနိုင်တဲ့အပေါက်တွေပြီးတော့ခြုံထက်နေတဲ့အရာတွေရှိရင်ကျွန်တော်လုပ်သားတွေကစက်ရုံရဲ့အကြီးအကဲတွေ safety officer ရှိတဲ့စက်ရုံအလုပ်ရုံဆိုရင်လည်းသူတို့ကိုသတင်းပို့လို့ရပါတယ်ဒါကအလွန်ကိုမုံမြတ်တဲ့ကာချာတစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုကစက်ရုံထဲမှာတော့ no phone ကျွန်တော် while walking ဆိုတာရှိပါတယ်အလုပ်ချိန်တော့အတွင်းမှာဖုန်းမပြောရပါဘူးเนาะဒါကစီကံတင်ချက်ဖို့လိုပါတယ်မလိုလားအပ်တဲ့အာယုံစူးစိုက်မှုတွေစိတ်ခံစားချက်တွေကဖုန်းပြောရင်းနဲ့ဖြစ်လာနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့စက်ရုံလုပ်ငန်းခွင်ထဲမှာဖုန်းပြောတာကိုခွင့်ပြုလို့မရပါဘူးဖုန်းပြောရမယ့်လူတွေကတော့ supervisor ကြီးကြပ်ရေးမှူးနဲ့ manager တွေကတော့သူတို့ရဲ့ပြင်ပနဲ့ထိစက်ချိတ်ဆက်နေတဲ့စက်တွေနဲ့ထိတွေ့မှုနေတဲ့လူတွေကတော့ခွင့်ပြုချက်ရှိရင်တော့ပြောလို့ရပါတယ်ဒါကြောင့်မလို့ stay alert distinction cause accident နော်အလုပ်ချိန်တွင်ထိခိုက်နိုင်တဲ့အတွက်ဖုန်းမပြောပါဘူးနောက်ဆုံးမှာတော့ကျွန်တော်တို့ safety first work smart ပဲဖြစ်ပါတယ်ဘေးရန်ကင်းရှင်းရေးဒီအဓိကလုပ်ငန်းကိုကျွန်တော်တို့ကျွမ်းကျွမ်းကျင်ကျင်နဲ့ smart ဖြစ်အောင်လုပ်ပါလို့ကျွန်တော်တို့ဒီနေ့တိုက်တွန်းပြီးတော့ဒီအပိုင်းလေးကိုရလိုက်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျ